Alo mà im ơi mà biểu rồi ok ကိုလီပိုင်းအတန်ကြီးနဲ့ထူတယ်အောင်ရေးတကယ်ကိုလီပိုင်းကြီးလားမသိဘူးဗျာသွားတီးမယ်ဗျာရှင်းမှာကိုရောင်ထဲမှာဗျာကဲကိုလီပိုင်းနဲ့သွားတွေးနေရပြီအောင်ရေးဘလောက်မပျော်ဘူးကောင်းလဲကွာအခုကြက်နေကိုလီပိုင်းကြီးလားမသိဘူးအောင်ရေးโอ้ยအောင် Alo mà im ơi mà biểu rồi ok biểu rồi biểu rồi ကဲကြားလိုက်ရဲ့နော်တာကြီးတို့ကိုလီပိုင်းအတန်ဟုတ်မဟုတ်ကောမန့်မှမန်းခဲ့ဗျာအဲ့မှာကိုလီပိုင်းအကလန်နေပဲအဲ့လိုမတက်လာနဲ့လေအဲ့လိုတန့်ရှောပုံမယ်လေနောက်မှာဘာလောက်တာတော့ကိုလီပိုင်းဟုတ်မဟုတ်လဲကွန်မန့်မှာမှန်းခဲ့ပေးကြပါအောင်ဗျာအားလုံးကိုလည်းကျေးဇူးများတင်ပါတယ်ဗျာ